Suriga tom yum macaron. Suri. ဒီတစ်ခါဆီရီကဆူရီကတသိန်းဘိုးလောက်မှာထားပါတယ်အရန်ကိုမွဲနေပါပြီအဲ့တော့ကိုပိုင် brand ထုတ်လုပ်ချင်တာပဲဖြစ်ဖြစ်ထိုင်းနိုင်ငံမှာစီးပွားရေးလုပ်ချင်တာပဲဖြစ်ဒီ page ကနေစဉ်ဆက်သွယ်မြင်လို့ရပါတယ်ဟုတ်အားပေးကြပါ thank you ပါဒါက yuzu ဟိုပါနဲ့ yuzu sauce လား stuff လားဘယ်လိုခေါ်လဲဒီဟာတစ်ခါမှမစားဘူးသေးဘူးဆူရီကဟာပြောရနော်ဆန်းစားကြည့်မယ်ဒါ200ကျော်အောင်လုံးပဲ200ကျော်အောင်ရေးတထေးကိုရှာကျွေးနေရအားလုံးဒီလိုမွဲလို့တထေးကိုရှာကျွေးအဲ့ဒါကောင်းတယ်အရင်အေးသွားလို့ထင်တယ်သူ့ရဲ့ဒီပမုံအပေါ်က texture ကတိတ်စားလို့မကောင်းတော့ဆိုဒါတိတ်မကြိုက်ဒီတစ်ခေါက်မှာဒါအရသာအစ်စ်လေးပေါ်လာများရယ်ကွာဆိုပြီးမစားရလဲကြာပြီဆိုတော့မှားလိုက်တာဒါဟိုပါထင်တယ်နုံချွန်ဖူ pink milk နဲ့မစားဘူးသေးဘူး pink milk ကလေနုံချွန်ဖူလို့ခေါ်ရယ်ကွာအဲ့ဒါထိုင်းမှာတောက်ကြတယ်လက်မဲဆိုင်ကရေရောင်းတဲ့ဆိုင်တွေမှာဆိုရှင်လဲ pink milk ပါရှိတယ်နုံချွန်ဖူလို့ခေါ်တယ်ရေခဲလေးထည့်ပြီးတော့ fresh အရန်ကောင်းမှကောင်းနုံချွန်ဖူအရသာလေးရ but အရင်အေးသွားလို့ထင်တယ်ခဲရနေအထဲထဲမှာဘာ sauce မှမရှိဘူးအဲ့မကြိုက်ဒီတိုင်းပဲ next one does strawberry something strawberry jam လို့ချွေရဘယ်လိုပြောလဲဒီတစ်ခေါက်ကအသက်တွေကဝေါင်းမဖြစ်သူ့ sorry video လောက်ထားတာ2ခုလောက်ရှိနေဟုတ်လား2ခု3ခုလားမသိဘူးရှိနေကွာအကုန်ကောင်းတယ်ဒီခေါက်အသက်ကဝေါင်းလောက်ထိမဖြစ်သေးဘူး sorry က tom yum macaron ဟိုအဟဲ့မှာ stuff တခုခုရှိတယ် tom yum အရသာလုံးဝရကိုရရကွာရတယ် next oneမှာ chocolate chip လေးပါဒီက cream cheese ကိုမကြိုက်ဘူးစားလိုက်တဲ့ထဲမှာဒီက cream cheese ကိုမကြိုက်ဆုံးပဲပုံမှန်တိုင်းကြိုက်တယ် anyway last one ဒါလည်းမကြိုအမှန်တကယ်တခြားအသက်တွေလည်းရှိသေးတယ်နော်စိတ်မဝယ်ထားဒါလောက်ပဲရင်ဆမ်းမှာကြည့်ရပါတော့နော်အရသာခဏ packaging ကိုရင်ပြောမယ် packaging ကိုဆက်မှတ်မှာဆိုပြီးဆက်မှတ်ပေးမယ်နောက် design တွေကိုလည်းဆက်မှတ်မှာဆက်မှတ်ပေးမယ်အဲ့ macaron ကအစားပေါ့နော်အရင်လှတယ် instagrammable ဖြစ်တယ်အလောက်ဈေးနဲ့ဝယ်ရမယ်ဆိုရင် of course ဒီလောက်တော့ဖြစ်တင်တယ်ကွာဆိုအရင်ခေါင်းတယ်နောက်ပြီးတော့မှကြည့်အဲ့လေမှကြည့်တော့ဒီဟာတွေပါတယ်စိတ်ရ online ကနေမှာလို့ပါဒီရေခဲတော့ပါတယ် and then ဒါဘယ်တော့မှစပေးရလဲမသိဘူးနောက်ဆုံးတစ်ခေါက်မှာတော့လက်တုပ်တဲ့ဟာမပါအခုတွေ့မုံကို6မျိုးမှာလိုက်တယ်ပေါ့နော်ဒီလိုမျိုး4ခုပေးပါလေမစိုးအရင်ကောင်းတယ်Okay so ရီထက်ဝယ်စားအောင်လားဆိုတော့ of course ရီထက်ဝယ်စားအောင်မယ်စီ win ကိုကြိုက်တယ်ရုပ်ရည်ကိုပဲမဟုတ်ဘူးဟိုကအကုန်လုံးပေါ့နော်အလုံးလုံးတာတွေ and then of course ရုပ်ရည်ပါဒီတစ်ခါစီအမှတ်မပေးတော့ဘာလဲဆိုတော့ကြိုက်တဲ့ဟာတစ်ခုပဲရှိလို့လေဒါမဲ့နောက်တစ်ခါဝယ်စားမှာဆိုတော့ of course ဝယ်စားမယ်စီအကြိုက်ဆုံးကတော့ Hokkaido milk နဲ့ birthday cake လာပါတယ်မသိဘူးမှတ်မိရောအဲ့ဒီဟာအကြိုက်ဆုံးစားဘူးတဲ့ထဲမှာနော်တခြားလူတွေရောဘယ်ဟာစားဘူးလဲအကြိုက်ဆုံးဟာဘယ်ဟာလဲ comment ထဲမှာရေးထားပေးပါနောက်ပြီးတော့စီဒီ Suri က video ထပ်ပြီး review လုပ်ခိုင်းစေချင်တယ်ဆိုလို့ရှိရင်လည်း comment ထဲမှာရေးထားပေးမြင်မြရေး you know